ကျွန်တော်လေးလာကြည့်ရတော့ဆိုရင်ထောက်ပံ့ဆန်ကလူတွေကပဲချမ်းသာရတဲ့အကြောင်းရင်းကသူတို့ရဲ့အရေးချင်းတွေကြောင့်မို့သူတို့ရဲ့ကံကောင်းခြင်းတွေကြောင့်မို့ကြီးပဲမဟုတ်ဘူးသူတို့ရဲ့တွေးပုံခေါ်ပုံသူတို့ရဲ့ mindset တွေကြောင့်မို့သူများထက်မြင့်တဲ့နေရာတစ်ခုကိုရောက်နေကြတာလို့ပြောလို့ရတယ်ပထမတစ်ခုကဘာလဲဆိုတော့သူတို့ကပြဿနာကိုရဲရဲကြီးရင်ဆိုင်တာကပြဿနာကိုရှောင်ပြေးရတာထက်လွယ်တယ်လို့ထင်ကြတယ်ဘာလို့အဲ့လိုပြောရလဲဆိုတော့လက်တွေးပွားမှာကျွန်တော်တို့ကပေါ်လာတဲ့ပြဿနာတွေကိုရှောင်ပြေးနေလို့ပြဿနာကပျောက်မသွားဘူးကိုမဖြေရှင်းမချင်းအဲ့ဒီပြဿနာကိုနောက်ကိုတကောက်ကောက်လိုက်နေအောင်ပါမယ်။ဘာနဲ့တွားသူလဲဆိုတော့ကျွန်တော်တို့ကဒီနေ့ငွေကြေးနဲ့ပတ်သက်တဲ့အသိပညာတွေကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာတွေကိုမလေ့လာချင်ဘူးပဲထားအောင်။နောက်တစ်ချိန်မှာကျန်းမာရေးနဲ့ပတ်သက်တဲ့ပြဿနာတွေငွေကြေးနဲ့ပတ်သက်တဲ့ပြဿနာတွေကိုကျွန်တော်တို့ကရင်ဆိုင်ရအောင်ပါမယ်။ဒီအချက်တွေကိုလူနည်းစုဖြစ်တဲ့ချမ်းသာတဲ့လူတွေကသိကြတယ်။ဒါကြောင့်မို့လဲသူတို့ကငယ်ရွယ်ကလေးကငွေကြေးနဲ့ပတ်သက်တဲ့အသိပညာတွေကိုလေ့လာသင်ယူကြတာပေါ့။ဒုတိယတစ်ခုကဘာလဲဆိုတော့သူတို့ကအကြောက်တရားကိုတာမန်လူတွေထက်ပိုပြီးတော့ထိန်းချုပ်နိုင်ကြတယ်။ရလက်တစ်ခုရဖို့ဆိုရင်ပညာတစ်ခုရဖို့ဆိုရင်သူတို့ကသူများထက်ပိုပြီးတော့ယဉ်ကျေးမြုပ်နိုင်ရတယ်။လူတွေအများစုကတွန်းဆုံနေကြတဲ့အချိန်မှာသူတို့ကလှုပ်တင်လှုပ်ထိုက်တာတွေကိုစလုပ်ရတယ်။တခြားလူတွေကြီးမှာမကြောက်ဘဲနဲ့သူတို့ရဲ့အိမ်မက်ကိုသူတို့အကောင့်ထဲပေါ်ရဲတယ်။ဒီလိုလူတွေကအကြောက်တရားတွေကိုထိန်းချုပ်ပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့ယဉ်ကျေးမြုပ်နှံမှုတွေကိုစလုပ်ခဲ့တဲ့အတွက်သူတို့ရဲ့ဘဝကတခြားလူတွေထက်ပိုပြီးတော့မြင့်မားနေတယ်ဆိုတာအံ့ဩစရာကောင်းတယ်လို့ကျွန်တော်ကတော့မထင်ဘူး